budget လေး safe ဖြစ်ပြီး price to performance အရန်ကောင်းတယ် Middle East ရေမွေးတွေထဲမှာတော်တော်လေးကိုလူကြိုက်များပြီးနာမည်ကြီးရဲ့ရေမွေးတစ်လုံးပြောပြမယ်မင်္ဂလာပါ Wine Fragrance ကနေကြိုဆိုပါဆိုတော့ဒီတစ်ခေါက်ပြောပြပေးမယ်ကောင်က budget အရန် safe ဖြစ်တယ် Middle East ရေမွေးတွေထဲမှာနာမည်အကြီးဆုံးရေမွေးတစ်လုံးဖြစ်တဲ့ Afnan ရဲ့ 9pm ဆိုတော့ဒီကောင်လေးကိုဘယ်လိုလူတွေကြိုက်မလဲဆိုတော့ GPG ရဲ့ Ultra Mid အနံ့လေးကိုသဘောကျတယ်ဆိုရင်ဒီ 9pm ကိုသဘောကျမှာဘာလို့ဆိုတော့ဒီကောင်ကသူနဲ့တော်တော်လေးကို similar ဖြစ်အောင်ထုတ်ထားတယ်ပြီးတော့ budget အရာလည်းအရန်ကိုမှ safe ဖြစ်တာကြောင့်ကျွန်တော်သာ GPG ရဲ့ Ultra Mid မဆွတ်နိုင်သေးဘူးဆိုရင်ဒီကောင်လေးကိုအရင်ဝယ်ဆွတ်မိပါပဲဆိုတော့ကျွန်တော်မှလည်းဒါ story တစ်ပုဒ်ရှိရယ်ဘာလို့ဆိုတော့ကျွန်တော်ပထမဆုံးရေမွေးစဆွတ်တာရေမွေးစဝယ်တာလည်းဒီကောင်ပဲဆိုတော့ဒီကောင်ကိုကျွန်တော် UAE ရေမွေးမှန်တိလို့တွေပါမဟုတ်ဘူးဒီတိုင်းပဲဝယ်လိုက်တာကျွန်တော်ပထမဆုံးရေမွေးဖြစ်တာကြောင့်ဒါပေမဲ့ခဏကိုအလုံးမှာ compliment အများကြီးရတယ်ပြီးရင်ကျွန်တော်အသားမှာအဲ့တော့ဆွတ်ထားတဲ့အဝတ်မှာဆွတ်ထားတဲ့တော်တော်ကြာအောင်မှဒီကောင်ခံတယ်ကျွန်တော်တနေ့ကုန်လုံးမနေ့9နာရီလောက်သွားလို့ဆိုရင်ညနေ9နာရီလောက်ထိကအနက်ခံနေလို့ပဲဆိုတော့ဒီကောင်လေးကတော်တော် compliment ရရေမွေးထဲမှာပါတယ်ကျွန်တော်လည်းအရန်သဘောကျရတဲ့ထဲမှာပါတယ်အနက်ကလည်းအခုထိဖြန်းလိုက်တာနဲ့ကျွန်တော် memory ပြန်ပေါ်လာစေရကွာဥပမာပြောမယ်ဆိုရင်ကျွန်တော်ရဲ့ဒါအလုပ်ကိုလည်းပြန်ပြီးလွမ်းလာစေတယ်ဒီအနက်လေးอ่ะဗောနော်ဆိုတော့ဒီကောင်လေးရဲ့ scent profile ကိုပြောပြရမယ်ဆိုရင်တော့ဒီကောင် apple ပါတယ် bergamot ပါတယ် cannamon အနက်လေးကအဲ့ပထမဆုံးတိတိတတ်တာခံစားရတယ်ဒါပေမဲ့နည်းနည်းလေးကြာသွားရင်တော့ကျွန်တော်တို့တန်းပြီးတော့ဒီ amber တို့ tonka bean တို့ vanilla တို့ချူချူမွေးမွေးလေးအဲ့ဒီလိုဘက်လေးကိုတင်တင်မွေးမွေးလေးသွားရပါတော့ကျွန်တော် middle note ကတော့အရင်တိတိတတ်တာမခံစားလိုက်ရဘူး orange blonde ဆိုတော့ဘာလို့ကတော့ဆိုတော့ဒီကောင်ရဲ့ projection ဘက်ကိုသွားမယ် projection ဘက်2နာရီကနေပြီး3နာရီလောက်ထိကတော့တော်တော်လေးတိတိတတ်တာအနံပြန့်တယ် longevity ဘက်ကတော့အသားပေါ်မှာဆိုရင်9နာရီကနေ10နာရီလောက်ထိကျွန်တော်တို့ကတော့ခံတယ်အင်ကြီးပေါ်မှာဆိုရင်ကျွန်တော်ရဲ့ကိုယ်ပိုင် story အရာဒီနေ့အင်ကြီးပေါ်မှာအနံဖြန်းထားလိုက်နောက်နေ့ထိကိုအဲ့အနံကျွန်တော်အင်ကြီးပေါ်မှာဆွဲနေလောက်တဲ့ထိအနံခံတယ်ဆိုတော့ဒီကောင်ကအရန် budget save ဖြစ်တဲ့အရာရော performance ပိုင်းကတော်တော်လေးကောင်းဆိုတော့ပေးရတဲ့ဈေးနဲ့မထင်ထားလောက်တဲ့ performance တွေကိုလိုချင်တယ်ဆိုရင်တော့ဒါ 9pm စသုံးအခုမှစသုံးမဲ့ beginner တွေရှိတယ်ဆိုရင်လည်း 9pm စသုံးဖို့ကျွန်တော်ပြောချင်တယ်တော်တော်လေးဟိုမှာတင်တင်မွေ့မွေ့လေးနဲ့မှုမွေးလေးနဲ့တော်တော်အေးလေးခံစားရတယ်ဆိုတော့ဒါဒီနေ့လုပ်ပေးခဲ့တာတော့ Afnan ရဲ့ 9pm ဆိုတော့နောက်ထပ် review video တွေနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard